လက်စွပ်ကိုနှိပ်လိုက်ရင်အတိတ်ကို9 စက္ကန့်ပြန်သွားနိုင်တယ်ဆိုတာကိုသူရုတ်တရက်သဘောပေါက်သွားတယ်ဒါဟာတကယ်ဖြစ်နိုင်မှာမလားလို့မယုံကြည်နိုင်စရာပါပဲသူ့ကောင်းတဲ့ကိုအရေးဆုံးရမယ့်အကြံတစ်ခုချက်ချင်းဝင်လာတယ်နောက်တစ်နေ့မှာတော့ Frank ဟာသူ့အထက်လူကြီးရဲ့အတွင်းရေးမှူးရုံးခန်းကိုတွားခဲ့ပါတယ်အခုချက်ချင်းကုန်းနံပါတ်ကိုပေးစမ်းလို့သူအော်ဟစ်ချင်းချောက်လိုက်တဲ့အခါအတွင်းရေးမှူးမလေးကအကူအညီတောင်းဖို့စူးစမ်းခဲ့ပါတယ်ဒါနဲ့သူကအချိန်ကို9 စက္ကန့်နောက်ပြန်ဆုတ်လိုက်ပါတယ်ဒုတိယအချိန်မှာ Frank ရုံးခန်းထဲကိုတကြော့ပြန်ဝင်သွားပြီးအတွင်းရေးမှူးကိုပါဆက်ပိတ်ထားဖို့ချင်းချောက်ခဲ့တယ်ဒါပေမဲ့မတော်တဆသူ့လက်ကတံမိုးပုံးထဲရိုက်မိသွားပြီးလက်ထဲကတံမိုးတွေကိုပြန်ထုတ်ဖို့စူးစမ်းနေတော့တနက်ကကြီးထွက်သွားကအတွင်းရေးမှူးကိုတေးစေခဲ့ပါတယ်အိုးဒုက္ခပဲတတိယအချိန်မှာ Frank ထပ်မံစူးစမ်းပြန်ပါတယ်သူကအတွင်းရေးမှူးရဲ့ပါဆက်ကိုအရင်ပိတ်ပြီးဆက်တစ်တာရဲ့စကားဝတ်ကိုအတင်းအကျပ်မေးမြန်းခဲ့တယ်အဲ့ဒီအခါအမျိုးသမီးကကနန်းတန်းတစ်ခုကိုခြာရေးပေးခဲ့ပါတယ်စကားဝတ်ကိုသိရပြီးနောက် Frank ဟာလက်စွပ်ကိုတုံပြီးအချိန်ပြန်ဆုတ်ကရုံးခန်းထဲကိုတစ်ခါပြန်ဝင်သွားပါတယ်ဒီတစ်ခါမှာတော့သူကစစ်စီကိုတန်းသွားလိုက်ပါတယ်ထပ်တလဲလဲအချိန်နောက်ပြန်ဆုတ်နေရတာကြောင့် Frank ဟာစိတ်မရှိတော့ပဲခေါင်းအုပ်တစ်ခုကိုယူပြီးအတွင်းရေးမှူးရဲ့ပေါင်ပေါ်တင်ကနောက်တစ်ခါဆိုမင်းရဲ့ခေါင်းကိုပြစ်မှာအဲ့ဒါကကြည့်လို့ကောင်းမှာမဟုတ်ဘူးစကားဝတ်ကိုသာပြောစမ်းလို့ချင်းချောက်ခဲ့ပါတယ်ဒီတစ်ခါမှာတော့အတွင်းရေးမှူးကစကားဝတ်အမှန်ကိုပြောပြခဲ့ပါတယ်ဒါကိုမြင်တော့ Frank ဟာလက်စွပ်ကိုတုံပြီးအချိန်နောက်ပြန်ဆုတ်ကရုံးခန်းထဲကိုပြန်ဝင်သွားပြီးအတွင်းရေးမှူးကိုချက်ချင်းချုံနှောင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့စကားဝတ်မှန်စစ်ဆေးကြည့်ရမှာအားလုံးအဆင်ပြေသွားပါတယ်ဒီလိုနဲ့သူဟာအတွင်းရေးမှူးအလုတ်ဆင်းသွားတဲ့အထိတိတ်တဆိတ်ဆောင်ဆိုင်ပြီးမှရုံးခန်းထဲခိုးဝင်ကစစ်တေတတကိုဖွင့်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့ Frank ဟာအနီးအနားကကာစီနိုတစ်ခုကိုတွားခဲ့ပါတယ်သူကသူ့ရဲ့ချစ်ပြားတွေအားလုံးကိုနံပါတ်9ပုံမှာပုံအောလောင်းလိုက်ပါတယ်ဒါပေမဲ့ဘောလုံးလေးကနံပါတ်15ပုံမှာတွားနာခဲ့ပါတယ်ဒါကိုမြင်တော့ Frank ဟာလက်စွပ်ကိုတိတ်တဆိတ်နှိပ်လိုက်ပါတယ်ဒီတစ်ခါမှာတော့သူကနံပါတ်15ပုံမှာပဲအကုန်လောင်းလိုက်တဲ့အတွက်နိုင်သွားခဲ့ပါတယ်အနိုင်ရပြီးနောက်မှာလည်းသူဟာမရက်တံပဲ3ချိန်ဆက်တိုက်ထပ်လောင်းခဲ့ပါတယ်ဒေါ်လာ3000နိုင်ပြီးမှငွေထုတ်ပြီးပြန်ထွက်ခဲ့ပါတယ်သူကအရန်ကိုတတိကြီးသူပါနေရာတစ်ခုထဲမှာဆက်တိုက်နိုင်ရင်ကာစီနိုဘက်ကတန်တရားဝင်မှာကိုသူသိတဲ့အတွက်နေတိုင်းကာစီနိုရုံတစ်တွေကိုပြောင်းပြီးတစ်ခါနိုင်ရင်ဒေါ်လာ3000စီပဲယူပြီးပြန်ထွက်လို့ရှိပါတယ်ဒီလောက်ထိတတိထားနေတဲ့ကြားကကာစီနိုမန်နေဂျာတယောက်ကတော့တခုခုထူးဆန်းနေတာကိုရိပ်မိသွားပြီး Frank အပြင်ထွက်သွားတဲ့အခါနောက်ကနေချောင်းမြောင်းတိုက်ခိုက်ဖို့လူလွတ်လိုက်ပါတော့တယ်